အားလုံးပဲမင်္ဂလာပါဗျာကားစိတ်ဓာတ်ဒုက္ခနာပဲပြည်စုံပါစီလို့မင်္ဂလာဆုမွန်တော့လိုက်ပါเนาะကျွန်တော်တို့ဘာဆရာမင်းတွေကတပည့်ဆရာမင်းဒုက္ခဖြစ်ပါဒီဗီဒီယိုလေးကတော့4ရက်5လ2015ရက်ကနေ10ရက်5လ2015ရက်အထိစနေသားသမီးတွေရဲ့เนาะတပတ်တာကကျွန်တော်တို့တောင်းတမိဖတ်ကြားပေးမှာဖြစ်ပါတယ်เนาะအဲ့တော့စနေသားသမီးတွေပါတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးမှာ comment လေးဝင်ခဲ့ပြီးပါမယ်။ channel မိတ်ဆွေတွေကလည်း account လေးကို follow လုပ်ပြီး like and share လေးလုပ်ခဲ့ပြီးပါဦး။ခုနှစ်သားသမီးအားလုံးအတွက်နောက်တစ်ပတ်တာကကျွန်တော်ဟောစတန်းလေးတွေကိုအားလုံးတင်ပေးဖြစ်ပါတယ်။အဲ့တော့မကြည့်ရသေးဘူးဆိုမိရဲ့နေတာလည်းကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ account လေးထဲမှာဝင်ကြည့်ပေးပါဗျာနော်။စနေသားသမီးတွေရဲ့ခုတစ်ပတ်ကညမာကနော်ကန်ဆိုးဘုံကြနေတဲ့ကာလာမျိုးလေးဖြစ်တယ်တဲ့အမှုခင်းနေရင်ဆိုင်ရတဲ့တောကရိနေရင်ဆိုင်ရတဲ့နော်မိမိရဲ့နေမှာရှိတဲ့သမီးလင်းနောက်လိုက်ဝါတဲ့တဲ့နော်ယောက်ျားသမီးရှိရဆိုလို့ရှိရင်ယောက်ျားနောက်လိုက်တဲ့လင်းနောက်လိုက်တဲ့စိတ်ညစ်စရာတောကရိနေကြုံတွေ့ရတဲ့နော်မိမိသမီးလိုက်တော့လင်းသားကနော်မိမိသမီးကိုမလို့ကျွေးနိုင်တဲ့အတွက်ကြောင့်မိမိရဲ့စိတ်ညစ်ရတဲ့ကာလာမျိုးလေးကြုံတွေ့ရတဲ့စနေသားသမီးတွေကနော်နောက်တစ်ခုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိမှာရှိသမျှငွေတွေကုန်တတ်တယ်လက်လွန်တတ်တယ်နော်မိမိထက်အများအတွက်ပို့ပြီးတော့ငွေကုန်ကြေးကြများတယ်အခြေမြင့်တိုက်မှာငွေကုန်ကြေးကြများနေတဲ့ကာလာလေးဖြစ်ပါတယ်တဲ့နော်အခြေမှာလည်းနော်အရန်ကိုယူမိုင်းစူးစိုက်ချစ်တဲ့ကာလာမျိုးလေးဖြစ်နေတတ်ပါတယ်တဲ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေလမ်းကြောင်းအသစ်ကလေးပေါ်လာတတ်တယ်တဲ့လုပ်ငန်းအသစ်လေးတွေရရှိတတ်တယ်တဲ့နော်မဖြစ်တော့ဘူးလို့ရတဲ့ထားတဲ့အလုပ်တွေကနေပြန်လည်လုပ်ကင်ပြီးတော့ငွေလေးရလာတတ်တဲ့ကာလာမျိုးလေးဖြစ်ပါတယ်တဲ့နော်ငွေလမ်းကြောင်းကတော့အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ကာလာလေးဖြစ်ပါတယ်တဲ့နော်ဆရာကောင်းသမားကောင်းတွေတွေ့ရတတ်တယ်တဲ့အဆင်ပြေချောဝင်တဲ့ပညာကိုကောင်းလို့ဆိုတာသင်ကြားတတ်တယ်တဲ့နော်ထူးဆန်းတဲ့ပညာရေးကလေးတွေကိုလည်းသင်ကြားတတ်တဲ့ကာလာမျိုးလေးဖြစ်ပါတယ်တဲ့နောက်ကျမကြီးနဲ့ပတ်သက်ပြီးတော့အနေငယ်အညံ့ရှိတဲ့ကာလာဖြစ်ပါတယ်နော်မိဘအကြီးကြီးတွေကျမကြီးညံ့တဲ့ကာလာမျိုးလေးဖြစ်ပါတယ်တဲ့နော်မိမိကိုယ်တိုင်လည်းမတော်စားအထိခိုက်တဲ့ရရှိတဲ့ကာလာမျိုးလေးဖြစ်ပါတယ်နော်အဲ့ဒါလေးကိုစိုက်ပါတယ်နော်အဲ့တော့ဒီစနေသားသမီးတွေအတွက်ဒီခုတစ်ပတ်အကျိုးပေးတဲ့ကဏ္ဍလေးတော့6ပဲဖြစ်ပါတယ်เนาะအကျိုးပေးတဲ့အယောင်လေးကတော့เนาะခရမ်းရောင်ပဲဖြစ်ပါတယ်เนาะအဲ့တော့ယခုတစ်ပတ်တော့စနေသားသမီးတွေကမက်ကနစီရဲ့ဒီတရားလေးကတော့မိမိနေပြရမှာပဲထောပတ်သမီးကိုเนาะမြတ်စွာဘုရားရှင်ကိုရမြတ်ဆက်ကလှူဒန်းပြီးတော့မိမိလူရှိရဆူတောင်းမှာအရေးကြီးတဲ့ကိစ္စတွေဆောင်းမယ်ဆိုတိုင်းမှာဒီကိဒီတရားလေးကိုပြုလုပ်ပြီးတော့ဆောင်းပါမယ်เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုတောင်းပါတယ်เนาะနှုတ်ဆက်ပါတယ်နောက်